ခေါင်းမှာရှိတဲ့မျိုးကြီးတော်တော်များများကိုကြည့်လိုက်ပါနယူးယောက်မှာလည်းရှိတယ်လန်ဒန်မှာလည်းရှိတယ်ဘန်ကောက်မှာလည်းရှိတယ်ဆစ်ဒနီမှာလည်းရှိတယ်ရန်ကုန်မှာတောင်ရှိပါတယ်ထူးဆန်းတာဘာသာစကားမတူရှင်ကျေးမှုမတူနိုင်ငံရေးစနစ်လည်းမတူဒါပေမဲ့နေရာတိုင်းလူမှာ China Town ဆိုတဲ့တရုတ်တန်းတစ်ခုရှိနေတတ်ပါတယ်တချို့မျိုးတွေမှာဆိုရင်တက်တန်း400ကျော်တောင်ရှိနေပါတယ်ဒါဆိုတရုတ်တန်းတွေဘာလို့ကဘာနဲ့မှာပေါ်လာလဲဒါတရုတ်ဆိုးရရဲ့စီမံကိန်းလားအဖြစ်ရပါလေဒီဗီဒီယိုလေးမှာတော့တရုတ်တန်းတွေရဲ့နောက်ကွယ်စိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းကြောင်းကိုလေ့လာရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ China Town ဆိုတာပါလဲ China Town ဆိုတာတရုတ်လူမျိုးတွေအများစုအထူးတကွာပေါင်းစည်းနေထိုင်ပြီးတော့စီးပွားရေးဘာသာရေးနဲ့ယဉ်ကျေးမှုတွေစုစည်းထားတဲ့ရပ်ကွက်ကြီးတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ China Town ဆိုတာလူအများထင်သလိုတရုတ်ဆိုးရတည်ထောင်ထားတာမဟုတ်ပါဘူးအများစုကရွှေပြောင်းအခြေချလာတဲ့တရုတ်လူမျိုးတွေကိုယ်တိုင်တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်ဒီတရုတ်တန်းတွေဘယ်ကစလဲဆိုရင်19ရာစုအလယ်ပိုင်းလောက်မှာတရုတ်နိုင်ငံစစ်ပွဲတွေဆင်းရဲမွဲတေမှုနဲ့ဘာဝဘေးအန္တရာယ်တွေကိုအပြင်းထန်ရင်ဆိုင်ခဲ့ကြရပါတယ်အထူးသဖြင့်တရုတ်တောင်ပိုင်းကဂွမ်တန်းနဲ့ဖူကျန်မှာဒေသခံတွေအတွက်အလုပ်ကန်ရှာပလာပါတယ်ဒီတော့လူတန်းပေါင်းများစွာအလုပ်ရှာဖို့အတွက်ပြည်ပကိုထွက်လာကြတယ်အမေရိကန်ကနေဒါဩစတြေးလျအရှေ့တောင်အာရှနိုင်ငံတွေကိုတင်မော်စီပီရောက်လာခဲ့ကြပါတယ်တရုတ်ရွှေပြောင်းလူသမားတွေကရထားလမ်းတွေစောက်တယ်မိုင်းတွင်းတွေမှာအလုပ်လုပ်ကြတယ်ဒါပေမဲ့အမေရိကန်မှာဆိုရင်ဒေသခံလူတချို့ကတရုတ်လူမျိုးတွေကိုအလုပ်လုပ်ရဆိုပြီးမုန်းတီးလာကြပါတယ်တရုတ်စန့်ကျင်ရေးအကြမ်းဖက်မှုတွေတောင်ဖြစ်ခဲ့ပါတယ်ဒီလိုနဲ့1882ခုနှစ်မှာအမေရိကန် Chinese Exclusion Act ဆိုတဲ့ဥပဒေကိုထုတ်ပြန်ခဲ့ပြီးတော့တရုတ်ရွှေပြောင်းဝင်ရောက်မှုကိုကန့်သတ်ခဲ့ပါတယ်အဲ့လိုဖိအားတွေကြောင့်မလို့တရုတ်လူမျိုးတွေအချင်းချင်းစုစည်းနေဖို့ပို့ပြီးလိုအပ်လာပါတယ်အဲ့ဒီကနေ China Town ဆိုတဲ့တရုတ်တန်းတွေစတင်ကြီးထွားလာပဲဖြစ်ပါတယ်တကယ်တော့တရုတ်တန်းတွေနေရာတစ်ခုရလာပြီးအောင်မြင်လာခဲ့တာ network effect ကြောင့်ပဲဖြစ်ပါတယ်ဥပမာလူတစ်ယောက်ကတရုတ်နိုင်ငံကနေနယူးယောက်မြို့ကိုအသေးရောက်လာတယ်ဆိုပါစို့သူကအင်္ဂလိပ်ဘာသာစကားမတတ်ဘူးအလုပ်လည်းမရှိဘူးအတိမိတ်ဆွေလည်းမရှိဘူးဒါပေမဲ့တရုတ်တန်းမှာဆိုရင်ကိုမိခင်ဘာသာစကားကိုပြောလို့ရတယ်အလုပ်ရှာပေးမဲ့သူလည်းရှိတယ်အိမ်ငှားဖို့ကူညီပေးမဲ့သူတွေလည်းရှိတယ်ဒီတော့အသေးရောက်လာတဲ့သူတွေကဘယ်သူမှဆို China Town နဲ့ပဲရောက်လာမှာပါအဲ့လိုပူများလာလေလေတရုတ်တန်းကပူကြီးလာလေဖြစ်ပါတယ်ဒီမှာကျွန်တော်တို့တွေ့ရမှာတရုတ်လူမျိုးတွေစီးပွားရေးမှာအရန်အောင်မြင်လာတဲ့အချက်က community support အားကောင်းတာကိုအထင်သာတွေ့ရတာပဲဖြစ်ပါတယ်ဥပမာအနေနဲ့လူတစ်ယောက်ကစီးပွားရေးလုပ်လို့အောင်မြင်တဲ့အခါမှာသူ့ရဲ့အခြားဆွေမျိုးတစ်ယောက်ကိုချေးငွေထုတ်ပေးရတယ်အချင်းချင်းအလုပ်ပြန်ခံပေးရတဲ့ကြောင့်မလို့စီးပွားရေးလုပ်ရတာပိုလွယ်ပြီးတော့ယုံကြည်မှုရှိလာပါတယ်ဒီလိုတွေကြောင့်မလို့သူတို့ရဲ့စီးပွားရေးခွင့်ရကတဖြည်းဖြည်းကြီးထွားလာတာဖြစ်ပါတယ်တကယ်တော့တရုတ်တန်းတွေရဲ့အဓိကမူလရည်ရွယ်ချက်က survival ဖြစ်ပေမဲ့ယနေ့ခေတ်မှာတော့ culture တစ်ခုတောင်ဖြစ်လာပါတယ်လူတွေရဲ့ China Town ကိုတရုတ်အစားအသောက်တွေစားဖို့ရှင်ကျေးမှုတွေကိုလေ့လာဖို့အတွက်လာရောက်ကြတာတွေကြောင့်ခီးသွွားတွေအတွက်အထက်ရှင်တစ်ခုတောင်ဖြစ်နေပါသေးတယ်အဲဒါကြောင့်တချို့တရုတ်တန်းတွေဆိုရင်မြို့တွေရဲ့နာမည်ကြီးနေရာတစ်ခုတောင်ဖြစ်နေပါတယ်ဒါကြောင့်တရုတ်တန်းတွေကဘာနှံ့မှာရှိနေတာတရုတ်အစိုးရရဲ့လက်ဝက်စီမံကိန်းကြောင့်မဟုတ်ပါဘူးနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ရွှေပြောင်းအခြေချမှုခွဲခြားဆက်ဆံမှုအတိုင်းဝိုင်းချင်းချင်းကူညီမှုနဲ့စီးပွားရေးအခွင့်အလမ်းတွေပေါင်းစပ်ပြီးဖြစ်လာတဲ့ရလဒ်ပဲဖြစ်ပါတယ်ဒီနည်းအားဖြင့် China Town ဆိုတာရက်ကွက်ကြီးတစ်ခုမဟုတ်ပါဘူးကမ္ဘာတစ်ဝန်းပြန့်နှံ့သွားတဲ့လူသမိုင်းရဲ့အကြီးမားဆုံးပြောင်းရွှေ့မှုတွေရဲ့တစ်ခုရဲ့အသက်ရှင်နေတဲ့အထောက်အထားပဲဖြစ်ပါတယ်ဟုတ်ကဲ့လူကြီးမင်းတို့ကဘယ်လိုထင်လဲဆိုတာကွန်မန့်မှာမှတ်ချက်ပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးပါ